မင်္ဂလာပါမျိုးတို့ရေဒီတစ်ပတ်စာ9000တန်မွေးကတ်ကျွန်တော်အခမဲ့တင်ပေးခဲ့တာကျွန်တော်မိတ်ဆွေတွေအားလုံးသိပါပဲကျွန်တော်ရေအခမဲ့တင်ပေးခဲ့တဲ့9000တန်မှာထူမွေးကတ်ကြီးရဆိုရင်အောင်မြင်မှုကတော့အားလုံးမြင်တဲ့အတိုင်းပဲပေါ်တီဝီဆာဆာနဲ့ကိုယ်ရဲ့အမျက်တွေကျန်းနေကြပါပြီချဲတီ 3D မှာလည်းပဲကျွန်တော်964ဆိုပြီးပေးလိုက်တာ963ဆိုပြီးတော့တလုံးပြောနဲ့ထွက်သွားလို့ကျွန်တော်အမျိုးတွေတွနဲ့တင်ဂျင်းနဲ့ခက်ကြရတယ်မို့လားကျွန်တော်စီလာထိုးတဲ့သူတွေဆိုရင်လည်းပဲချဲကြီးတွေ့ရတဲ့ပြင်မနက်ပိုင်းမှာအမျက်တွေတောက်လျှောက်ရနေကြပါပြီမနေ့ဖြန်မှာရောအခုလို့ထပ်ပေါက်ခြင်းသေးလားဒီနေ့ည7:00 နာရီမှာအပြည့်စုံ20တွေနဲ့အတူဗီဒီယိုတင်ပေးမှာမလို့လုံးဝလက်လွတ်မခံပါနဲ့3ကြိမ်ထွက်တတ်တဲ့မွေးကက်ကအခုတစ်ကြိမ်ထွက်သွားပါပြီနောက်ထပ်ဘာတွေထွက်လာအောင်မလဲဆိုတာကိုကျွန်တော်နဲ့အတူည7:00 နာရီမှာတွေ့ကြမယ်နော်